ရဲ့ဖုန်းနံပါတ်ထဲမှာ396939နံပါတ်တွေ့ပါနေပြီလားပေါ့နော်ပါနေတယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောပြပေးမယ်396939ဆိုတဲ့နံပါတ်အသွဲလေးရဲ့အကျိုးကိုမိတ်ဆွေတွေကလေ့လာကြည့်ကြမယ်နော်ကျွန်တော်တို့ဒီမြန်မာပြည်ကုတ်39ကလွဲပြီးတော့ကျွန်တော်တို့ဒီအနောက်ကဖုန်းနံပါတ်9လုံးမှာပဲဖြစ်ဖြစ်9လုံးမှာပဲဖြစ်ဖြစ်396939အသွဲတာပါနေတယ်ဆိုလို့ရှိရင်အခုလိုအကျိုးတရားလေးတွေမိတ်ဆွေတန်းကိုတက်ရောက်နေတာနော်3969ကင်ထားတဲ့မိတ်ဆွေတွေကဆိုလို့ရှိရင်သူများတကမမြင်ရတာတွေသူများတကမကြားရတာတွေသူများတကအထက်ကိုထူးဆန်းနေတာမျိုးတွေကိုယ်စိတ်ကလည်းတော်ကြနေကောင်းလိုက်တော်ကြနေဆိုးလိုက်စိတ်တွေကလည်းမတင်မကျဖြစ်တာတွေနောက်ပြီးတော့ဒီနံပါတ်အတွင်းကြာကင်ထားတယ်ဆိုလို့ရှိရင်စိတ်ကြယောဂတွေနောက်ပြီးတော့အုံနောက်နဲ့ပတ်သက်တဲ့ကျန်းမာရေးတွေပြီးတော့ကင်ဆာနဲ့ပတ်သက်တဲ့ကျန်းမာရေးမျိုးတွေလည်းဖြစ်စေတတ်ပါတယ်နော်ကိုကကျန်းမာရေးချူချတာမျိုးတွေလည်းဖြစ်စေတတ်တယ်သူကနေပြီးတော့ကိုကဟိုနေရာလေးမကောင်းလိုက်ဒီနေရာလေးမကောင်းလိုက်ဟိုလိုဒီလိုအဖြေရှာမရတဲ့ယောဂမျိုးတွေဒါမျိုးတွေလည်းဖြစ်စေတတ်ပါတယ်နော်ဒီလိုနံပါတ်အတွဲမျိုးတွေကျွန်တော်တို့စီးပွားရှာနေတယ်ငွေကြေးရှာနေတယ်တာမန်လူပုဂ္ဂိုလ်တွေကြတော့မသုံးသင့်ဘူးပေါ့နော်ဒီလိုနံပါတ်အတွဲတွေကလည်းအရန်ကိုထူးခြားပါတယ်နော်တော်တော်များများဘလို့ပုဂ္ဂိုလ်တွေမျိုးတွေမှာကင်ဆောင်ကြလဲဒီဖုန်းနံပါတ်ရဲ့ energy ဘလို့မျိုးပုဂ္ဂိုလ်တွေလက်ထဲကိုရောက်ရှိလဲဆိုတာကိုလည်းဒါကျွန်တော်ကပြောပြပေးမယ်နော်ဗီဒီဆရာတွေအကြမ်းမြင်တဲ့ပတ်သက်တာတွေနောက်ပြီးတော့ဖုန်းကြီးတွေနောက်ပြီးတော့ဆေးဆရာတွေဒန်လူမျိုးတွေပုဂ္ဂိုလ်တွေမှာလည်းဒီ396939အတွဲကိုကင်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်စေတတ်တယ်ပေါ့နော်ဒီလိုနံပါတ်အတွဲကြတော့သူများကမမြင်ရတာတွေမကြားရတာတွေသူများကမတွေ့တာတွေเนาะထူးဆန်းတဲ့အရာတွေကြိုက်နေတတ်တာတွေထူးဆန်းတာတွေကိုလည်းကိုကစူးစမ်းလေ့လာကျင်တာတွေဒါမျိုးတွေနဲ့ကြတော့ဘေးဒင်းဆရာတွေနဲ့လက်ထဲတွေအကြမ်းမြင်တွေနောက်ပြီးတော့ဖုန်းကြီးတွေဒါမျိုးတွေလက်ထဲမှာတော့ရှိနေတတ်ပါတယ်เนาะဒါပေမဲ့ဒီလိုနံပါတ်အတွဲကတော့ကြာကိုင်တော့မကောင်းပါဘူးเนาะကိုကျမ်းမာရေးချူချတာတွေစောနာပြောတဲ့အကျိုးတရားလေးတွေတော့တက်ရောက်စီပါတယ်เนาะ